တရင်ကျွလာပြီးညရင်ဒီတာထွက်အလောင်းတွေဝဲကြမလားဗျအညာဟာအညာခံရတဲ့အညာပါဗုဒ္ဓကိုရည်ညွှန်းအာရမတရားကင်းဖို့ဓမ္မမိယိုင်ကိုကင်ဆောင်စန္ဒပြုခဲ့ကြတယ်တစ်ဖက်မှာတရင်စုပြိုဝင်ကျန်တစ်ဖက်မှာမိတပိတ်ပြပွဲအဆိုတော်တွေနဲ့ပျော်သူကပျော်လို့မြေတလင်းမှာအော်သူကအော်လို့နေဝိညာဉ်မှာပါရမော်တာတွေကြီးပဲအကျံဖတ်တွေနေတဲ့နေရာကပြည်သူတွေဟာပြည်သူမဟုတ်ဘူးတဲ့အာနာရှင်ဟာအာနာရှင်ပိတပါပြီတဲ့ဒီအာနာရှင်စနစ်ဆိုးကြီးထဲမှာကျွန်တော်လည်းတထေးဖြစ်ချင်လို့ကျွန်တော်တို့အညာဒေတာထွက်ကိုတရင်ကျွလာပြီးညာရဲ့အလောင်းတွေဝယ်ကြမလားဗျတရင်ကျွလာပြီးညာရဲ့လက်ဆက်တဲ့အလောင်းတွေဝယ်ကြမလားဗျတောင်းငယ်ခအညာမီ